ဒီကစားမှမပါတာကြောင့်မန်စီးတီးကိုရှုံးနေကြရတဲ့ Real Madrid ပြည်သူများလုံးပဲမင်္ဂလာပါခင်ဗျာဦးဆန်းဖူဘောရှိုးကနေပြီးတော့ပြန်လည်ကြိုလိုက်ပါရင်ဘော်ဒိုလီညာချန်ပီယံလိညာချင်းအကောင်းဆုံးပွဲစဉ်တစ်ပွဲဖြစ်တဲ့ Real နဲ့ Man City ရဲ့ပွဲစဉ်မှာ Man City က Real ကို2ဂိုးနဲ့နိုင်ရရှိသွားခဲ့ပါတယ်အလွန်ဆိုလက်ထက်မှာအဓိကပွဲထွက်ကစားခွင့်ရနေတဲ့ Mbappe မီလီတာအိုနဲ့ဒင်းဟောင်ဆန်တို့ဒဏ်ရာပြဿနာနဲ့ကြုံတွေ့နေရချိန်မှာ Real ကအရင်ကစားသမားတချို့နဲ့အဓိကကစားသမားအများပြားကိုအသုံးပြုပြီး City ကိုအိမ်ခွဲမှာအခမ်းကစားခဲ့ပါတယ်ဒီပွဲမှာအလွန်ဆိုရဲ့အနည်းပြပိုင်းဆုံးဖြတ်ချက်တွေကမှန်ကန်နေခဲ့ပြီးတံမြန်တိုင်းစစ်တွေ quick transition တွေကနေတကိုးထက်ပိုပြီးသွင်းကိုတွေရနိုင်ခဲ့ပေမဲ့တိုက်စစ်ကအဆုံးသတ်မသေးကြမှုတွေကြောင့် Radico ရဲ့အဖွင့်တကိုးသာရရှိခဲ့ပါတယ်ပြောရရင်ဒီဘက်မှာအလွန်ဆိုရဲ့လုပ်ပုံကိုင်ပုံတွေမှန်ခဲ့သလောက်ကစားသမားတွေရဲ့နိုင်လိုစိတ်အားနည်းခဲ့တာကြောင့်ရှုံးနေခဲ့လို့ပြောရမှာပါစီတီကအားလုံးသိတဲ့အတိုင်းဘောလုံးပိုင်ဆိုင်မှုအသာစီးကင်ကစားခဲ့တဲ့ Real ကိုအဖွင့်ကိုပေးလိုက်ရပေမဲ့ Prime B ကင်မာရင် O'Reilly ဟာလန်တို့ရဲ့သွင်းကိုတွေကြောင့်ရှုံးကားနေအနိုင်ရလက်ကိုဦးဆောင်နိုင်တဲ့အသင်းဖြစ်ခဲ့ပါတယ်Real ကတော့အဖွင့်ကောင်းခဲ့သလောက်အပိတ်ညံဖြစ်တဲ့အသင်းမှာတပွဲလုံး City ထက်ဂိုးဘောက်ကန်သွင်းမှုပုံမှန်များပြားခဲ့ပြီး Rodrigo ရဲ့သွင်းကိုတကိုးသာဂိုးဘောက်တက်ခဲ့တဲ့အသင်းဖြစ်ပါတယ်။ Man City က8ချိန်ဂိုးဘောက်တက်ခဲ့ပြီး2ချိန်ဂိုးပြင်ပြောင်းလဲနိုင်ခဲ့တယ်။ Real ကသမားကော်တိုင်းသာမကင် Real တို့အိမ်ခွဲမှာ City ကိုဂိုးပြတ်ရှုံးနေသွားနိုင်ပါတယ်။ Real ကဒုတိယပိုင်းမှာတိုင်းစစ်6အထိထဲသွင်းအသုံးပြုခဲ့ပေမဲ့ City ခံစစ်ကိုကြော်ပြီးဂိုးရဖို့လည်းကူခဲ့ပါဘူး။ပုံမှန်ဆိုရင်တိုင်းစစ်မှာ Mbappe ကိုပဲအားကိုးနေရတဲ့အသင်းကဘာပေမပါနိုင်တဲ့ပွဲတွေမှာဆိုရင်ဂိုးရဖို့ခက်ခဲနေခဲ့သလိုဘာပေလောက်အဆုံးသက်ကောင်းတဲ့ကစားမလည်း Real မှာရှိမနေခဲ့ပါဘူး။ Vini ဆိုတာကလည်းအရင်တော့က Vini နဲ့တခြားစီဖြစ်နေခဲ့ပြီးအရင်တော့အသင်းကိုထမ်းတင်ပေးနိုင်တဲ့ကစားသမားလည်းမဟုတ်တော့ပါဘူး။စိတ်ဓာတ်တွေကအစားစကားပြောလာခဲ့တယ်လို့နီးပြအထက်မှနေခြင်းနဲ့သူ့ရဲ့စိတ်ကအသင်းပေါ်ပေးဆက်ကစားခြင်းနဲ့စိတ်ထက်ပိုများနေခဲ့ပါတယ်။ City နဲ့ပွဲမှာတော့ Real ပရိသတ်တွေက Vini ကိုစိတ်ပြတ်နေကြပြီးအသင်းမှာစံမထားဖို့အတွက်ပြောဆိုနေကြပါပြီ။အခုဒီကလိုကစားသမားတွေရဲ့လုံရဲ့အကြောင်းပဲအခုဆိုရင်တော့နီးပြဖြစ်သူအလွန်ဆိုတာအသင်းကြီးတွေကိုမနိုင်ဘူးသေးတဲ့နီးပြဆိုပြီးတော့ပြန်မဲ့အသင်းတွေအလှောင်ပြောင်းမှုကိုခံနေရပြီဖြစ်ပါတယ်။အားလုံးကိုကျေးဇူးထူးပဲတင်ရှိပါရခင်ဗျာ။